ညာဘက်ပင်လယ်ပြင်မှာတားနဲ့ချီတဲ့ကင်းမွန်တွေဟာတခုခုရဲ့ပြုစားခြင်းခံရတယ်လို့မျိုးအုပ်စုလိုက်ကြီးရုတ်တရက်ရေးပေါ်ကိုတက်လာကြပါတယ်။ဒီလိုငါးဖမ်းခရီးစဉ်တစ်ခုတည်းကတင်ကင်းမွန်ပေါင်ချင်းနှစ်တန်းကျော်အထိဖမ်းဆီးရမိနိုင်ပါတယ်။ပုံမှန်အားဖြင့်ကင်းမွန်တွေဟာနေအောင်ကြီးလုံးဝမရတဲ့ရေအောက်ပေပေါင်းရာနဲ့ထောင်နဲ့ချီတဲ့အနက်ပိုင်းမှာနေထိုင်ကြပါတယ်။သူတို့ရဲ့အုံမောက်ကပတ်ဝန်းကျင်စီပိုလဲနေတဲ့အရာဟာအစာပဲဆိုတဲ့အသိစိတ်မျိုးနဲ့ဖွံ့ဖြိုးလာခဲ့ဖြစ်ပါတယ်။ညဘက်မှာငါးဖမ်းသင်္ဘောတွေကအလွန်အားကောင်းတဲ့ metal halide မီးသီးကြီးတွေကိုအသုံးပြုပြီးမီးထွန်းကြပါတယ်။ကင်းမွန်တွေအမြင်မှာဒါဟာပင်လယ်နက်ထဲကအလင်းရောင်တောက်ပနေတဲ့အစာဗျူဖေးပွဲကြီးလိုထင်မှတ်ပြီးအုပ်စုလိုက်တက်လာကြပါတယ်။သူတို့တွေငါးများချိတ်မှာပါတဲ့အစာကျုပ်ကိုဟတ်လိုက်တာနဲ့လျှက်စစ်မော်တာတွေကငါးများချိုးတွေကိုအလိုအလျောက်ယူသိမ်းလိုက်ပါတယ်။ကင်းမွန်တွေဟာကွင်းဆက်မပြတ်ရေပေါ်ပါလာပြီး conveyor belt ပတ်ကျိုးလျှော်ပေါ်ကနေတဆင့်တိုးလောင်ကန်တဲကိုတိုက်ရိုက်ရောက်ရှိသွားပါတယ်။ဒါဟာပင်လယ်စာတွေအတွက်တကယ့်ကိုစက်မှုလုပ်ငန်းသုံးထုလုပ်မှုလိုင်ကြီးတစ်ခုလိုအလို့လုပ်နေတာဖြစ်ပါတယ်။